Hallelujah အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့မောရှေရဲ့မျိုးဆက်တွေအကြောင်းအတူတူကလေ့လာရအောင်မောရှေကဖျားခင်ကြီးမားစွာအသုံးပြုတဲ့ခေါင်းဆောင်ဖြစ်ပါတယ်အဂရုပြည်မှာကျွန်ခံနေတဲ့ဣသလလူမျိုးတွေကိုကျွန်ခံဘဝကနေထုတ်ဆောင်လာတော့ဥဆောင်လာတဲ့ခေါင်းဆောင်ဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့သားတွေကမထင်ရှားဘူးသူ့အကူဖြစ်တဲ့အာရုံရဲ့သားတွေကြတော့လေဝိမျိုးဖြစ်တယ်ယစ်ဘရဟိတ်အဝင်ဖြစ်တယ်ယစ်ဘရဟိတ်တွေဖြစ်တယ်တဲတော်မှာသူတို့ဟာဖခင်ရဲ့အမှုနဲ့ဆိုင်သောအရာတွေကိုလှုပ်ဆောင်ရသောယစ်ဘရဟိတ်မျိုးတွေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါပေမဲ့မောရှေရဲ့သားတွေဘာလုပ်တာလဲမောရှေရဲ့သားတွေဘာကြောင့်ဖခင်နေရာမှာမယူကြရတာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့အတူတူကဆင်ခြင်ပြီးတော့ခွန်အားယူဖို့ဖြစ်တယ်ကျွန်တော်တို့လူကြတော့အဖေကရှင်ဘရင်ဆိုတားလဲအဖေအယက်ရာကိုဆက်ခံဖို့ရှင်ဘရင်အလိုလျောက်ယာထားပြီးသားဖြစ်တယ်အဖေကအတင်းအုပ်ဆရာဆိုသားသမီးတွေလည်းတင်းအုပ်ဆရာဖြစ်ရမယ်အဖေကကျောင်းဆရာဆိုသားသမီးတွေလည်းကျောင်းဆရာဖြစ်ရမယ်ဒါကကျွန်တော်တို့လူရဲ့ကြံစီမှုတွေဖြစ်တယ်မျိုးရိုးဆွဲတွေမျိုးရိုးလိုက်တွေဖြစ်တယ်နော်အမေကတင်းအုပ်ဆရာဆိုသားသမီးတွေလည်းတင်းအုပ်ဖြစ်ရမယ်အဖေကတင်းအုပ်ဆရာဆိုသားသမီးတွေလည်းတင်းအုပ်ဖြစ်ရမယ်ဒါကမျိုးရိုးလိုက်မျိုးရိုးဆွဲတွေဖြစ်တယ်အဓိကကခေါ်ခြင်းနဲ့အရန်ဆိုင်တာဖြစ်တယ်အဖေတင်းအုပ်ဖြစ်လို့သားတင်းအုပ်ဖြစ်ရမှာဘယ်ကျမ်းစာထဲမှာမရှိဘူးဖခင်ရဲ့နေရာမှလည်းမဟုတ်ဘူးအဓိကခေါ်ခြင်းပဲသူခေါ်ခြင်းရှိတယ်ဆိုရင်အမှုတော်ဆောင်လို့ရတာဖြစ်တယ်တင်းအုပ်လို့ရတာဖြစ်တယ်ခေါ်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့အရန်တွတ်သွင်းတဲ့အခါမှာအရန်ဖိအားပေးတဲ့အခါမှာအဲ့ဒီအတင်းတော်နဲ့ဝိညာဉ်ရေးရာကတိုးတက်တာမရှိဘဲနဲ့ကြဆင်းသွားတာပဲရှိလိမ့်မယ်ဘာဖြစ်လဲသူရဲ့ခေါ်ခြင်းမဟုတ်လို့ဖြစ်တယ်မောရှေကသူကအကြီးမားဆုံးသောအကြီးမြတ်ဆုံးသောခေါင်းဆောင်ပါသူ့နေရာမှာသူ့သားတွေကစက်ခံရမယ်ဆိုတဲ့ဖိအားမျိုးသူ့သားသမီးတွေကိုဒူမပေးပါဘူးဖယားသခင်ရဲ့ခေါ်ခြင်းရှိသည့်တိုင်းဖယားအလိုတော်ရှိသည့်တိုင်းဖယားသူတို့ကိုခွဲခန့်ပါစီဆိုပြီးတော့ဖယားရဲ့လက်တော်ထဲမှာပဲအပ်တာဖြစ်တယ်ငါခေါင်းဆောင်ဖြစ်တယ်မင်းတို့လည်းငါနေရာမှာခေါင်းဆောင်လုပ်ရမယ်သူ့ရဲ့သားတွေကလည်းငါတို့အဖေကခေါင်းဆောင်ငါတို့အဖေကဒီလူမျိုးကိုကျွန်ခံရကနေထုတ်ဆောင်လာတဲ့ခေါင်းဆောင်ဖြစ်တဲ့ကြောင့်ငါတို့လည်းအဖေနေရာမှာဝင်ပြီးတော့တာဝန်ယူမယ်ငါတို့လည်းအဖေအယက်ရာကိုထမ်းမယ်ဆိုတော့မပြောပါဘူးဖခင်သခင်ထားတဲ့နေရာမှာသစ္စာရှိစွာအစေခံတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဖခင်သခင်နာမပုံကြည်ပါစေအဲကြောင့်မောရှေရဲ့သားတွေကိုကျွန်တော်တို့ကြည့်ရအောင်ယာစဝင်ချုပ်ပထမဆောင်အခန်းကြီး23အငယ်14ကနေ19ဖတ်တဲ့ခါမှာလဲကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဖျားသခင်လူမောရှေဤသားကိုကလေဝိအမျိုးသားတို့ဤစရင်၌တွင်းရဤမောရှေသားကကေယရှုံနှင့်အေလျာစာသည်ကေယရှုံသားတို့တွင်ရှေပွေလာသည်အကြီးဖြစ်၏တဲ့အခန်းကြီး26ကိုဆက်ဖတ်ခြင်းနဲ့အခန်းကြီး24ကနေ29ဖတ်ခြင်းနဲ့မောရှေသားကေယရှုံဤသားရှေပွေလာသည်လေပန္နာတော်ကိုအုပ်ရ၏ကေယရှုံညီအေလျာစာသားယေဟပိသူဤသားဟေရှာယသူဤသားယောယံသူဤသားစိခရိသူဤသားရှေလောမိတ်သည်ထိုရှေလောမိတ်နှင့်သူဤညီတို့သည်ဒါဝိမင်းကြီးအဆွေအမျိုးသူကြီးထောင်အုပ်တရားအုပ်ပုံမင်းပူဇော်သောပန္နာရှိသည်မြတ်ကိုအုပ်ရ၏တဲ့အာမင်ဟာလေလုယာမောရှေရဲ့သားမြေးတွေဘာလုပ်လဲပန္နာထိန်ဖြစ်တယ်သူတို့ကလေဝိအမျိုးအနွယ်အဝင်လေးပဲရှိတယ်ဒါပေမဲ့သူတို့ကလေဝိလုပ်တဲ့အလုပ်တွေမလုပ်ရဘူးသူတို့ကပန္နာတော်ထဲမှာတွင်းတဲ့ပန္နာတွေကိုအုပ်ရတဲ့ပန္နာထိန်တွေပဲဖြစ်တယ်အဖေလို့ခေါင်းဆောင်ကြီးဖြစ်မလာဘူးခေါင်းဆောင်မဖြစ်လို့လေသူတို့က
မကြည်မနှက်ဖြစ်နေတာမဟုတ်ဖရာသခင်ခွဲခံထားတဲ့ပန္နာဆိုးဆိုတဲ့ပန္နာထိန်နေရမှာလဲသစ္စာရှိစွာပန္နာကိုထိန်သိမ်းတော်သူတွေဖြစ်တယ်ဖရာသခင်ထားတော်နေရမှာကြည်နှက်နေတော်သူတွေဖြစ်တယ်ဆိုတော့ကိုတွေ့ရတာဖြစ်တယ်ဖရာသခင်နာမပုံကြည်ပါစေယနေ့ကျွန်တော်တို့လူတွေရဲ့လောက်ဆောင်နေတဲ့အရာကဓမ္မတရားနဲ့နှုတ်ကပတ်တော်နဲ့လွဲချုံနေတဲ့အရာတွေဖြစ်တယ်အဖေကသင်အုပ်ဆရာဆိုဒါလည်းသင်အုပ်ဆရာဖြစ်ရမယ်မဖြစ်အောင်တွတ်သွင်းတယ်သူခေါ်ခြင်းမရှိဘဲနဲ့ကျွန်တော်မဖြစ်အောင်အဖေနေရာပဲစိတ်ယူရမယ်အဖေအရပဲဆက်ခံရမယ်နင်ကသင်အုပ်သားလေနင်သင်အုပ်ပဲဖြစ်ရမယ်နင်ကသင်အုပ်ဆရာမရဲ့သားသမီးလေနင်ကသင်အုပ်ပဲဖြစ်ရမယ်နော်နင်ကရှင်ဘရင်ရဲ့အမျိုးအနွယ်လေးရှင်ဘရင်သားလေးရှင်ဘရင်ပဲဖြစ်ရမယ်နင်ကကျောင်းဆရာရဲ့သားသမီးလေးကျောင်းဆရာပဲလုပ်ရမယ်ကျွန်တော်စုပ်ပြီးတော့တွတ်သွင်းတဲ့အခါမှာသူ့ဘွားအောင်မြင်ခြင်းမရှိဘဲနဲ့ဆုပ်ယုပ်ခြင်းနဲ့ပျက်စီးခြင်းပဲဖြစ်သွားတာဖြစ်တယ်ဒါကျွန်တော်တို့တာရကတွေများစွာတွေ့ရတာဖြစ်တယ်ဥပမာဆိုပါစို့တာရကလေးတဲ့အောင်မြင်တဲ့ကုမ္ပဏီပိုင်ရှင်ကြီးတယောက်သူကုမ္ပဏီမှာသူ့ရဲ့ဒီဒရိုက်တာနေရာမှာသူ့သားကိုဆက်ခန့်လို့အဆင်မပြေဘူးဆက်ခန့်ရင်တော့မှသူ့သားကအဲ့ဒီစီးပွားရေးအကြောင်းကိုနားလည်ရင်တမျိုးနားမလည်အဲ့ဒီစီးပွားရေးကအဲ့ဒီကုမ္ပဏီကပျက်စီးဆုံးရှုံးသွားမှာဖြစ်တယ်ကျွန်တော်ပေါ်လုံးသမားတွေကြည့်နာမည်ကျော်ပေါ်လုံးသမားတွေသူတို့သားသမီးတွေသူတို့အဖေလိုနာမည်ကျော်ကဘာကျော်ပေါ်လုံးသမားတွေဖြစ်မလာပါဘူးเนาะအဖေကနာမည်ကျော်ပေါ်လုံးသမားဖြစ်လို့သားသမီးတွေနာမည်ကျော်ပေါ်လုံးသမားဖြစ်မလာကြပါဘူးเนาะလူအထဲကနေမွေးရပါဖျားခင်ထည့်ပြီးတဲ့ဗီဇစုဂျေစုအစွမ်းအစရှိတဲ့နေရာမှာရှိခြင်းအကောင်းဆုံးဖြစ်တယ်ကျွန်တော်ရဲ့တွတ်သွင်းယူခြင်းတွေဖန်တီးယူခြင်းတွေကခံရတဲ့လူတွေလည်းအရန်လေးလံပင်ပန်းစရာဖြစ်တာဖြစ်တယ်တော့ကျွန်တော်တို့တတိပြုဖို့အရန်အရေးကြီးတာဖြစ်တယ်ကျွန်တော်ကဘာကျော်ပေါ်လုံးသမားကြီးပီလီဘရာဇီးပေါ်လုံးသမားကြီးနော်တကယ်ကိုတိုက်စစ်မှုကောင်းကဘာနာမည်ကျော်ဖြစ်တယ်သူ့ရဲ့သားတွေအဖေလိုကဘာကျော်တဲ့လူတွေမရှိပါဘူးသူ့ရဲ့သားပေါ်လုံးကစားတယ်ဒါပေမဲ့ဂိုးဖမ်းတဲ့နေရာမှာအဖေကတိုက်စစ်မှုအဖေနေရာမှာအဖေလူကဘာကျော်တဲ့တိုက်စစ်မှုဖြစ်မှာပေါ့မဟုတ်ဘူးဂိုးသွင်းတဲ့နေရာမှာသူ့ရဲ့အစွမ်းစမှုသူကဂိုးဖမ်းတဲ့နေရာမှာဂိုးဖမ်းတာတော့မှကဘာကျော်တဲ့နာမည်ကျော်တဲ့ဂိုးဖမ်းတမမဟုတ်ပါဘူးနော်တာမန်ကစားသမားတယောက်လေးပဲဖြစ်ပါတယ်ဒါကြောင့်ဖခင်ဖြစ်တိုင်းသားသမီးတွေဖြစ်ရမယ်ဆိုတာမရှိပါဘူးမောရှေဆိုရင်ဣသရေလလူမျိုးတွေကိုဂျုံခံဘဝကနေထုတ်ဆောင်တော့ကောင်းဆောင်ကောင်းဖြစ်တယ်ငါနေရာမှာငါသားသမီးတွေကိုပဲငါထားမယ်ဆိုတဲ့စိတ်ဆန္ဒမျိုးလဲမောရှေမှာမရှိဘူးနော်သူသားတွေကလည်းငါတို့ဒီနေရာငါတို့ဖေနေရာငါတို့ပဲစိတ်ယူရမယ်ဆိုတာလဲမရှိဘူးနော်ဖယားသခင်ခွဲခန့်တော်နေရာမှာပန္နာထိန်ဆိုတဲ့နေရာလေးမှာပဲသစ္စာရှိအကောင်းဆုံးပေးဆိုင်တဲ့ဖယားရဲ့အမှုတော်ကိုဆောင်သွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။အော်ငါတို့ဖယားအကြီးဆုံးပဲငါတို့ပဲဒီနေရာယူမယ်ဆိုတာလည်းမရှိဘူး။ငါသားသမီးတွေကြီးလိုက်ငါနေရာမှာယူရဝင်ယူဖို့ရှိတယ်ဆိုတော့ယာထားတာလည်းမရှိဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့မိတ်ဆွေခေါ်ခြင်းကနံပါတ်1ဖြစ်ပါတယ်။မျိုးရိုးလိုက်ကယာထူးကနေရာကနံပါတ်1မဟုတ်ပါဘူး။သင်ကတေးအုပ်ဆရာဖြစ်လို့သင်သားသမီးကတင်းနေရာမှာတင်းအုပ်လောက်ရမယ်ဆိုရက်ရှေ့ယူဆွဲတယ်ထုံတန်းဆင်လာတယ်ကျွန်တော်တို့ပြစ်ပယ်ဖို့တင်ပြီခေါ်ခြင်းမရှိဘဲနဲ့အသင်းတွတ်သွင်းခြင်းဟာငကိုရှိတဲ့အရာတွေပျက်စီးဆုံးရှုံးတာပဲဖြစ်လိမ့်မယ်တကယ်လို့ဖခင်ကဒီနေရာမှာသူ့ကိုခေါ်တယ်ဆိုရင်ခေါ်ခြင်းရှိတယ်ဆိုရင်ဖခင်ကရွေကောက်တင်မြောက်ပေးမှာဖြစ်တယ်လူရဲ့ရွေကောက်တင်မြောက်ခြင်းတော့မဖြစ်ပါစေနဲ့ဖျားခင်ပေနေရာမှာသူတို့ကိုခေါ်ခြင်းရှိလေရှိတော်နေမှာသစ္စာရှိစွာနဲ့အစီခံခြင်းကဖျားရဲ့ရှိမှာအကြီးမြတ်ဆုံးသောအရာဖြစ်ပါတယ်ဖျားကတင်းငယ်သောအမှုရာမှာသစ္စာရှိသောသူကိုပဲဖျားကစိတ်ဝင်စားတာဖြစ်တယ်သစ္စာရှိသောသူကိုပဲဖျားကဓာတုသစ္စာရှိသောငယ်သားကောင်းလို့ပဲခေါ်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့မောရှေရဲ့သားရဲ့အသက်တာကိုကြည့်တဲ့အခါမှာဆင်ခြင်မိတဲ့အရာဖြစ်ပါတယ်မောရှေရဲ့သားတွေကျွန်တော်တို့ထဲဝါထင်ရှားကျမ်းစာထဲမှာဖော်ပြထားခြင်းမရှိပါဘူးဒီနှစ်ချက်လေးပဲကျွန်တော်တွေ့ရတာဖြစ်တယ်သူတဲ့သားတွေသူတို့ကနေရာကြီးမားမားယူရတဲ့လူမဟုတ်ပါဘူးဗိမာန်တော်ရဲ့ပန္နာထိန်လေးပဲသူတို့လောက်ရတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာသူတို့ကြေနက်နဲ့သစ္စာရှိနဲ့
အမှုထမ်းတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဟာလေလုယာဖျားရှင်နာမပုံကြည်ပါစေဒါကြောင့်မို့ကျွန်တော်ရဲ့အယူရှိအယူဆွဲတွေနော်ကျွန်တော်ရဲ့အတ္တတွေနော်ကျွန်တော်စွန့်ပြကြရအောင်ဖျားခင်ရဲ့ခေါ်ခြင်းကတာလေအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုဒီနေ့မောရှေရဲ့တားများကိုဆင်ခြင်နဲ့ခွန်အားယူမိတဲ့အရာကိုပြန်လဲပြီးတော့တတိခံခြင်းဝေငှခြင်းဖြစ်ပါတယ်တင်လေတင်ရဲ့ခေါ်ခြင်းရှိတဲ့အတိုင်းလှုပ်ဆောင်ပါသူတစ်ပါးကိုလည်းအရန်ကြီးနော်တွတ်သွင်းတာမလုပ်ပါနဲ့သူခေါ်ခြင်းရှိတဲ့အတိုင်းဖျားသခင်သူကိုအတုံးပြုပါလေစေရှိတော်နဲ့မှာတစ္ဆာရှိစွာအစေခံမယ်ဆိုရင်ဒါဘုရားသခင်ရဲ့ရှေ့မှာကြီးမားသောအောင်မြင်ခြင်းဖြစ်တယ်ကြီးမားသောအမှုတော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကိုခွန်အားပေးတိုက်တွန်းခြင်းဖြစ်ပါတယ်အားလုံးကိုယေရှုတင်နဲ့ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်